TikTok မှာခေတ်စားနေတဲ့ဒီလိုပုံလုံးလေးတွေလीတချို့ကပြကြတယ်ကွယ်ဒီလိုမျိုးဒီပေါ့နော် filter တွေကဝင်လောက်တာပေါ့နော် TikTok filter တွေကနေပြီးတော့မှပေါ့နော်ဒီလိုမျိုးလေးဝင်လောက်တယ်ဆိုပြီးပြကြလို့အဲ့လိုမျိုးလုပ်လို့မရအောင်နော်အဲ့ဒါသူတို့ကဒီတိုင်းမပြထားတာပါအတိုင်းလုပ်ကြည့်လို့ရှင်ဒီတိုင်းမထွက်ပါဘူးဒါဘယ်မှာလောက်ရလဲဆိုတော့ CapCut application မှာလောက်တာပါအဲ CapCut မှာဒီအောက်က template ဆိုတာလေးကိုနှိပ်ပြီးလို့ရှင် Lovely Text Filter ဆိုပြီးမှရှာလိုက်ပါအဲ့မှာအဲ့လိုမျိုးပုံစံတွေအများကြီးကြာလာတယ်အဲ့ဒီကမှာကိုကြိုက်တဲ့ဟာလေးကိုရွေးပြီးတော့မှကိုပုံလေးထည့်ပြီးတော့မှလောက်ရတာပါအဲ့မှာကိုပုံထည့်ပြီးတော့လို့ရှင်နည်းနည်းတော့စောင့်ရပါတယ်မစောင့်ချင်ဘူးဆို minimize လုပ်ပြီးတော့မှပြန်လာချင်းလို့ရပါတယ်အဲ့မှာဒီမှာဆိုလို့ရှင်ဒီရပြီဆိုလို့ရှင်တော့ထုတ်လိုက်အောင်ပဲပေါ့နော်ဒါပေမဲ့တစ်ခုရှိတာကဒီ Lovely Text Filter တွေထဲမှာဒီ Pro ဆိုပြီးမှဒီလိုမျိုးခရင်ရောင်လေးနဲ့ပြထားလို့ရှင်ကြတော့ဒါ CapCut ကို Pro သုံးမှပဲရတာပေါ့နော်ဒီမပြထားတဲ့ဟာတွေဆိုလို့ရှင်တော့ free ထုတ်လို့ရပါတယ်အဲ့လိုပြထားတဲ့ဟာသုံးမှဆိုလို့ရှင်တော့ဒီ CapCut Pro ဝယ်ခြင်းနဲ့ဆိုရှင်တော့ဒီ Telegram က Premium ACC နဲ့လေးဆွဲအကောင့်မှာလာမိလို့ရပါတယ်အဲ့လိုမဟုတ်ဘဲနဲ့ဒီတပုံလေးလောက်ချင်တာမလို့ CapCut Pro မဝယ်ချင်မှုလုပ်ပေးပါဆိုလို့ရှင်ကြတော့ကျွန်မ free လေးယူပြီးတော့ပေါ့နော်ဘယ်လောက်ကြာလဲတွက်ပြီးတော့မှလုပ်ပေးပါတယ်အဲ့တော့လာမိလိုက်ပါဒီ Telegram က Premium ACC နဲ့လေးဆွဲအကောင့်မှာ